နာနီနာနီတဲခါရတဲ့နိုင်တို့နာနီနာနီတဲခါရတဲ့နာခဲ့တယ်ပါဆိုရယ် grammar လေးကိုဆက်ပြီးတော့လေ့လာကြည့်ချရအောင်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကကြတော့နာနီနာနီနော်အမရဲ့ဝတန်တန်တန်ဂျော်ဒန်ကစူဇူကူနာနီနာနီနော်အမရဲ့ဝဆိုတာကနာနီနာနီမတိုင်ခင်ဒီတန်တန်တန်ဂျော်ဒန်ကတန်တန်တန်ဆိုတဲ့အခြေအနေတွေကစူဇူကူဆက်လက်ဖြစ်ပေါ်မယ်ထောက်လျှောက်ဖြစ်ပေါ်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့တခုမလောက်ခင်မတိုင်ခင်မှာဆိုလို့ရှိရင်လက်ရှိအခြေအနေတရက်ကပဲဇက်တိုက်ဖြစ်နေအောင်မယ်ထောက်လျှောက်ဖြစ်နေအောင်မယ်လို့ပြောတဲ့ခါမျိုးမှာသုံးတဲ့ grammar လေးဖြစ်တယ်ဒီ grammar လေးอ่ะဆိုလို့ရှိရင်ရှေ့က grammar တွေတုန်းကလိုမျိုး grammar ရဲ့အရှိမဘာလိုက်လဲဆိုတဲ့စာကြောင်းမျိုးသူကထည့်သွင်းဖော်ပြထားတာမျိုးမရှိဘူးပေါ့နော်သူ့ရဲ့အနောက်မှာဘာလိုက်လဲဆိုတဲ့ဟာကိုပဲဖော်ပြထားတယ်ပေါ့နော်အဲ့တော့ဒီတန်ဆိုတဲ့ grammar ရဲ့အနောက်မှာဘာကိုဖော်ပြတယ်ဆိုတဲ့သင်္ကေတလေးပေါ့နော်အဲ့တော့သူ့ရဲ့အနောက်မှာကကြတော့ hitei tekina imiya minus の状態を表す文ပေါ့နော်hitei tekina imi ဆိုတာကအငင်းဆန်သောအဓိပ္ပာယ်လေးနဲ့ပေါ့နော်နောက်တစ်ခုကကြတော့ minus の状態を表す文minus အဓိပ္ပာယ်ပေါ်ဆောင်တဲ့စာကြောင်းတွေလိုက်ပါတယ်တဲ့အဲ့တော့ဒါလေးကအဓိက highlight ပြရမယ့်နေရာလေးပေါ့နော်အဲ့တော့တဲခါရဒဲနိုင်တို့တဲခါရဒဲနာခဲ့တယ်ပါဆိုရယ် grammar ရဲ့အနောက်မှာအငင်းအဓိပ္ပာယ်ပေါ်ဆောင်တဲ့ minus အဓိပ္ပာယ်ပေါ်ဆောင်တဲ့စာကြောင်းတွေလိုက်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ grammar ကိုစကြက်ကလေးကပေါ့နော်တဲခါရဒဲနိုင်တို့နိုင်တဲခါရဒဲနာခဲ့တယ်ပါနိုင်ဆိုပြီးတော့တခါလေးတက်ထားမယ်ဆိုလို့ရှိရင်တော့မမားတော့ဘူးပေါ့နော်အဲ့တော့သူနဲ့တွဲသုံးတဲ့ဆယ်စုစခုရှိတွေကဘာတွေနဲ့တွဲသုံးလဲဆိုတော့ဒိုးဆိုတဲ့ဒိုးရှိပေါ့နော် buff တွေနဲ့ပဲတွဲသုံးတယ်အဲ့ဒီ buff တွေမှာမှတဲ့ဖောင်ပေါ့နော် buff တွေရဲ့တဲ့ဖောင်တစ်မျိုးတည်းပဲတွဲပြီးတော့သုံးပါတယ်တဲ့ခါရဒဲနိုင်တို့တဲ့ခါရဒဲနာခဲ့တယ်ပါအနေနဲ့သုံးပါတယ်ဟိုက်ချဒါဆိုရင် ichi ဘန်ကိုဖတ်ကြည့်ကြည့်အောင်ichi ဘန်မှာဆိုရင်သူကတန်းအင်းဆိုရယ်ဝန်တန်းနဲ့ဖြတ်ခုဆိုတဲ့ဧည့်သည်နဲ့ပေါ့နော်နှစ်ယောက်စကားပြောတဲ့ပုံစံလေးဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးတန်းအင်းဝန်တန်းကစပြီးတော့သူစကားပြောတယ်ပေါ့နော်いかがですかこちらの絵は素晴らしいですよいかがですかဘယ်လိုမျိုးသဘောရပါတယ်လဲこちらの絵はဒီဘက်ကပကြီးကားကတော့素晴らしいですよကြောင်မြောက်တယ်လေတဲ့ဖြတ်ခုပေါ့နော်ဧည့်သည်ကပြန်ပြောတယ်高いものなので家族と相談してからでないと買うかどうか決められませんねဟုတ်တယ်ပေါ့နော်高いものなのでဈေးကြီးတဲ့ပစ္စည်းဖြစ်တာကြောင့်မို့လို့家族と相談してからでないとမိသားစုနဲ့တိုင်ပင်မဆွေးနွေးဘူးဆိုရင်ခောက်ခါတို့ကဝယ်မလားမဝယ်ဘူးလားဆိုတာကတော့ခင်မဲရတဲ့မာဆန်နဲ့ဆုံးဖြတ်နိုင်မှာမဟုတ်ဘူးเนาะလို့ပြောတာအဲ့ကြနိဗ္ဗာန်ကိုဆက်ပြီးတော့ဖတ်ကြည့်ကြရအောင်温暖満強を取ってからでなければ車を温暖してはいけない温暖満強ဆိုတာကကားမောင်းလိုင်စင်ကို取ってからでなければမယူရသေးဘူးဆိုရင်မယူဘူးဆိုလို့ရှိရင်ပေါ့နော်ခရုမကို温暖してはいけませんကားကိုမောင်းလို့မရနိုင်ဘူးလို့ပြောတာဒီမှာဆိုလို့ရှိရင်လေဒီ grammar ရဲ့အနောက်မှာပေါ့နော်ကားမောင်းလို့မရနိုင်ဘူးဆိုတဲ့အငင်းပေါင်လာတာပေါ့နော်ခုနကစာကြောင်းမှာဆိုလို့ရှိရင်လည်းပဲဝယ်မလားမဝယ်ရဘူးလားဆိုတာဆုံးဖြတ်လို့မရနိုင်ဘူးဆိုတဲ့အငင်းအနေနဲ့သုံးသွားတာပေါ့နော်ဒုတိယအဓိပ္ပာယ်ဖြစ်တဲ့ဒီစာကြောင်းမှာကကြတော့လက်ရှိအခြေအနေမှာဆိုရှင်သူကကားမောင်းလို့မရနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ကားမောင်းလိုင်စင်မယူရသေးလို့ပေါ့နော်အဲ့တော့ကားမောင်းလိုင်စင်ကိုယူပြီးတဲ့အခြေအနေတရက်ပြီးတော့မှဒါလေးလက်ရှိအခြေအနေကနေပြီးတော့နောက်ထပ်အခြေအနေတရက်ကိုပြောင်းလဲနိုင်တယ်ဆိုတဲ့ဟာမျိုးကိုပုံသွားတဲ့ grammar လေးဖြစ်တယ်ပေါ့နော်အဲ့ကြစမ်းပံကိုဆက်ပြီးတော့ဖတ်ကြည့်ကြရအောင်ယောဂီကနာဝတဲခါရာတဲနာခဲ့တယ်ပါဟာခဲရှိအွန်ဒိုဝမူရီဒါယောဂီကယောဂါကနာဝတဲခါရာတဲနာခဲ့တယ်ပါမတက်တာဘူးဆိုရင်ဟာခဲရှိအွန်ဒိုဝပြင်းထန်တဲ့အားကစားတွေကတော့မူရီဒါမဖြစ်နိုင်ဘူးလို့ပြောတာမူရီဒါဆိုတာကလည်းဒါအငင်းကိုပြောတာပဲပေါ့နော်တဲခါရာတဲနိုင်တို့တဲခါရာတဲနာခဲ့တယ်ဘာကကြတော့ဒီလိုမျိုးအခြေအနေမဖြစ်ဘူးဆိုလို့ရှိရင်နောက်ကအခြေအနေတရက်ကလည်းဖြစ်ပေါ်မှာမဟုတ်ဘူးလို့ပြောတဲ့ဟာမျိုးကိုဖော်ပြတဲ့အခါမှာသုံးတဲ့ grammar pattern လေးဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်နှုတ်လေးနဲ့အတူတူမှတ်ကြည့်ကြရအောင်။အဲ့တော့ဒီနှုတ်လေးမှာဆိုလို့ရှိရင်ပေါ့နော်နိုင်နဲ့တက်ခါရဒဲနိုင်တို့နိုင်နဲ့တက်ခါရဒဲနာခဲ့တယ်ပါမြန်မာလိုဆိုရင်မနိုင်နဲ့ဘူးဆိုရင်မရဘူးအချစ်ကအခြေအနေတရက်ကတာမဖြစ်ပေါ်ဘူးမပြောင်းလဲဘူးဆိုရင်နောက်ကအခြေအနေတရက်ကလည်းပဲလက်ရှိအတိုင်းပဲဆက်သွားမယ်ပြောင်းလဲမှာမဟုတ်ဘူးလုပ်လို့မရနိုင်ဘူးလို့ပြောတဲ့ခါမျိုးမှာသုံးတဲ့ grammar လေးဖြစ်တယ်ပေါ့နော်အဲ့တော့သူနဲ့တွဲသုံးတဲ့ဆဲစုစခုရှိရဆိုလို့ရှိရင် buff တဲ့ဖောင်နဲ့တွဲသုံးနေပေါ့နော်တခါလေးကြက်ကလေးကအနောက်က9ကိုပါထည့်ပြီးတော့ကြက်တယ်ဆိုရင်ကိုကမှတ်ရပိုလွယ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တဲ့ခါရာဒဲ9တို့9တဲ့ခါရာဒဲနာခဲ့တယ်ပါ9တဲ့ခါရာဂျာ9တို့9ဆိုပြီးတော့တခါလေးကြက်မယ်ပေါ့နော်စာအုပ်ထဲမှာကတော့ပုံစံ2မျိုးပဲပေးထားရဆိုပြီးမဲ့လို့တဲ့ခါရာဂျာ9တို့9ဆိုပြီးတော့လည်းပဲအဓိပ္ပာယ်အတူတူပဲပေါ့နော်တဲ့ခါရဂျန်9တို့9ဆိုတဲ့သုံးပုံသုံးနည်းလေးရှိရဲအဓိပ္ပာယ်ကတော့အတူတူပဲဘလို့နေရာတွေမှာကွာခြားရလဲဆိုတော့တဲ့ခါရဒဲ9တို့9ကကြတော့
formal ကြတဲ့အသုံးနှုန်းပေါ့နော်ခါတိုင်း yogan ဆိုတဲ့ formal ကြတဲ့အသုံးနှုန်းအဲ့ဒါကိုမှသူကဒီပေါ့စကားပြောတဲ့အခါမျိုးမှာသုံးတဲ့အသုံးနှုန်းဖြစ်တယ်ဥပမာဒီဧည့်သည်တို့ကိုယ့်ထက်အသက်ကြီးတဲ့သူတို့ speech တို့ပေါ့နော်ဒီ content ပြိုင်ပွဲတို့အဲ့လိုမျိုးဟာမျိုးတွေမှာသုံးတဲ့အသုံးနှုန်းဖြစ်တယ်တဲ့ခါလာဒဲနာခဲ့တဲ့ဘာနိုင်ရလဲပဲခါတိုင်း yogan ဆိုတဲ့ formal ကြတဲ့အသုံးနှုန်းဖြစ်တယ်ဒါပေမဲ့ तू ကကြတော့စာရေးတဲ့ခါမှာသုံးတဲ့အသုံးနှုန်းဖြစ်တယ်ပေါ့နော်ဥပမာမေးတွေရေးမယ်စာရင်းနဲ့ရေးပြီးပြောဆိုတဲ့အခါမျိုးမှာသုံးတဲ့အသုံးနှုန်းဖြစ်တယ်တဲ့ခါလာဂျာနိုင်တို့နိုင်ရကြတော့စကားပြောအသုံးနှုန်းဒါပေမဲ့ तू ကကြတော့ formal ကြတဲ့အသုံးနှုန်းမျိုးမဟုတ်ဘဲနဲ့casual ကြတဲ့ပေါ့နော်နိရှိကျော်ခိုင်းဝါဆိုတဲ့ပုံမှန်နေ့စဉ်သုံးစကားပြောမှာသုံးတဲ့အသုံးနှုန်းလေးဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ပေါ့နော် A တက်ခါတာ B တက်ခိလူက A ပြီးရဲ့နောက်မှာလို့ B ဖြစ်နိုင်ပေမဲ့လို့ B not မရဲ့ဟော A တက်ခိနိုင်ပေါ့နော် B မတိုင်ခင်ကတော့ A မဖြစ်နိုင်ဘူးတဲ့ပြောချင်တာကပေါ့နော်အီမာဝမတာတက်ခိနိုင်လက်ရှိအခြေအနေမှာဆိုရင်တော့မဖြစ်နိုင်သေးဘူးမလုံနိုင်သေးဘူးပေါ့နော် A ရှိတဲ့ခါတာ A not အတူတဲ့ A ပြီးရဲ့နောက်မှာ A ကိုပြုတ်လုပ်ပြီးရဲ့အချိန်မှာပေါ့နောက်မှာဆိုရင်တော့ဒီဖြစ်ကောင်းအခြေအနေတစ်ရက်ကပြောင်းလဲသွားတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောတဲ့ grammar ပုံစံလေးဖြစ်တယ်ပေါ့နော်သူရဲ့အနောက်မှာဆိုလို့ရှိရင်တော့ညင်းဆန်တဲ့အဓိပ္ပာယ်တို့ minus အဓိပ္ပာယ်ကိုဖော်ပြတဲ့စာကြောင်းလေးလိုက်ပါတယ်။ဒါဆိုရင်ဒီတဲ့ခါတာတင်နိုင်တို့နိုင်တဲ့ခါတာတင်နာခဲ့တယ်ပါနိုင်ဆိုတဲ့ grammar လေးကိုလည်းပဲနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။マイ未来へいちごでスタート